နဲ့အင်္ဂလန်နိုင်ငံတို့ကနေပြီးတော့ပါဝင်ရှင်ပြိုင်တဲ့သူတွေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီမှာလူတွေအားလုံးကလည်းဝိုင်းပြီးတော့အားပေးကြရတယ်ပေါ့နော်ဟိုမှာမြန်မာခရက်တာတောင်ပါသေးတယ်โอเคအဲ့တော့သူတို့ပြိုင်ပွဲဝင်တွေရဲ့နှုတ်ဆက်တဲ့စကားလေးတွေကိုကျွန်တော်တို့ဖွင့်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အစီအစဉ်လေးကိုစလိုက်ကြရအောင်ပထမဆုံးပြန်ပွဲဝင်ရတော့တရုတ်နိုင်ငံကလာတဲ့မစ္စတာကိုင်စီကွေးဖြစ်ပါတယ်သူကတော့ကျွန်တော်တို့မနိုင်လို့ရှိရင်တဲ့တနိုင်ငံလုံးကိုလောက်ကမ်းမားတွေမရောင်းတော့ဘူးတဲ့ကျွန်တော်လောက်ကမ်းမားငရုတ်စီတည်ရမလားတော်တော်လေးစားလို့ကောင်းတယ်လေအဲ့သူတက်ပြီးမရောင်းတော့ပါဘူးတဲ့တေရောဗျာဟုတ်ပြီနောက်ထပ်တစ်ယောက်ကြည့်ကြည့်အောင်နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့အင်္ဂလန်နိုင်ငံကလာတဲ့ Mr. Arthur Luther King Henry the 4th ရဲ့မြေ King Nottingham the 1st နဲ့ King James တို့ရဲ့တော်ဝင်မင်းသား Queen Elizabeth တို့ရဲ့သား Charles Henry the 1st ရဲ့အဖေမတူအမေကွဲတငယ်ချင်းဖြစ်တဲ့ John ဖြစ်ပါတယ်တဲ့သူ့နာမည်ကတော့ John ပါတဲ့ Okay ပါဟဲ့အောင်အရှိကြီးပဲဘာလို့မင်းအဲ့ဒါရေးထားရတယ်ကွာဟုတ်ပြီအဲ့တော့ तू ကတော့မနိုင်လို့ရှိရင်တဲ့ဒီ Premier League ပွဲတွေကိုဆက်ပြီးတော့မထုတ်လွှင့်တော့ပါဘူးတဲ့တေရောOkay ထားပါတော့ဒါကျွန်တော်လည်း Premier League မကြည့်တော့ပါတော့ရပါတယ်ဒါမင်းမလွှင့်ချင်လည်းမလွှင့်နဲ့ပေါ့အမန်ယူလည်းအမြဲတမ်းရှုံးနေရအောင် Okay အဲ့တော့နောက်တစ်နိုင်ငံကကြတော့ကျွန်တော်တို့ဂျပန်နိုင်ငံဖြစ်ပါတယ်ဂျပန်နိုင်ငံက Toyota Ajinomoto ကမနိုင်လို့ရှိရင်တဲ့ဒီ Godzilla ကြီးကိုလွတ်ပစ်မဲတဲ့ဟာဟိုဒီ Godzilla ကြီးတဲ့ဒီဝါကြီးကိုတက်ဖိလိုက်လို့ရှိရင်ကျွန်တော်တို့သိပြီပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်နိုင်ငံလက်အောင် Okay ဂျပန်နေမရှုံးဘူးပဲကျွန်တော်ဆူတောင်းပါတယ်နောက်တစ်နိုင်ငံကတော့ရုရှားနိုင်ငံကလာတဲ့ Mr. Suka ဖြစ်ပါတယ်သူကတော့မနိုင်လို့ရှိရင်တဲ့ဒီရွာကြီးကိုနျူကလ িয়ার ကြီးနဲ့ကျဲပြစ်မယ်တဲ့ရောက်ကြီးအကြီးရွယ်ကြောက်စရာကြီးနော်ဒါပေမဲ့အိတ်ထက်ပိုကြောက်ဖို့ကောင်းတာက USA ကမနိုင်လို့ရှိရင်တဲ့ဒီရွာကြီးကိုရုရှားတပ်ပိုကြီးတဲ့နျူကလ িয়ার ကြီးနဲ့ကျဲပြစ်မယ်တဲ့တေရောမင်းတို့ကောင်တွေကလည်းကွာမနိုင်လို့ရှိရင်မင်းတို့ကအဲ့လောက်ကြီးတော့လှုပ်เสียမလို့ဘူးထင်တယ်နော်โอเคအဲ့တော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ပိုမစိုးဘူးညှော်လင့်ပါတယ်လို့နောက်ဆုံးကြံရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြုသူကဘာပြောမလဲဆိုတော့ကျွန်တော်နားဆင်လိုက်ကြရအောင်ခင်ဗျတော်သားလွဲပြီးတော့เนาะအစိမ့်နှမ်းရှိတဲ့လူတွေအကုန်လုံးမင်္ဂလာပါမြန်မာနိုင်ငံကိုစားပြုမောင်အောင်တီးရတော့တဲ့သူမနိုင်လို့ရှင်လဲရပါတယ်တဲ့မင်းအတွက်ဆိုအရာရာရှုံးပေးပြီးသားပါတယ်ဟာဟောခဏလေးမင်းပါရှောက်ရေးတာဟောအော်ကျွန်တော်ပြန်ပြောရမယ်သူဘာပြောလဲဆိုရင်တဲ့မြန်မာနိုင်ငံကမနိုင်လို့ရှိရင်တဲ့တကဘာလုံး Facebook မှာတက်ပြီးဆဲမှာဖြစ်ပါတယ်တဲ့ Okay ကျေးဇူးများတင်ပါတယ်